ตายาလှပတဲ့ရွာလေးတစ်ရွာရဲ့အဆုံးနားမှာသားမိ၃ယောက်နေကြတယ်။ဟောင်းနှွမ်းနေတဲ့အိမ်ဦးလေးရဲ့ရှေ့မှာလောကဓာတ်ကိုအစောဆုံးသိခဲ့ရသူတွေကတော့ဒီကလေး၂ယောက်ပါပဲ။12နှစ်သမီးလေးရဲ့မျက်ဝန်းတွေထဲမှာတော့မသေးကြတဲ့အနာဂတ်တွေနဲ့ပြည့်နှက်နေပြီးမောင်လေးရဲ့ငိုတန်ကတိတ်ဆိတ်တဲ့တောရွာလေးထဲမှာပဲ့တင်ထက်လို့ຫນွေနေ့လေကင်းတရေတမောအိတ်နေတဲ့အမေသားလေးငိုတန်ကြားလို့နိုးလာခဲ့ရတယ်။လောကကြီးကဘလောက်ပဲကြမ်းတမ်းပါစေအမေရဲ့လက်ဖွားကတော့အမြဲတမ်းနူးညံ့နေမြေပါ။သားငယ်ရဲ့မျက်ရည်ဆောက်ကိုတုပ်ပေးလိုက်တဲ့အခိုက်အတန့်ဒီထက်ပိုနှွေးထွေးတဲ့အရာဒီကဘာမှာရှိပါဦးမလား။စံတပူးနဲ့လဲတဲ့အမေမြစ်တာသားရဲ့အပြုံးလေးတစ်ခုအတွက်ပေါ့။အိမ်အတွက်ဝမ်းစာထက်သားလေးရဲ့ပျော်ရွှင်မှုကအမေအတွက်ပိုပြီးအရေးကြီးခဲ့ပါတယ်။သားသမီးတွေရဲ့ညနေစာအတွက်အမေတယောက်ရဲ့တိတ်ဆိတ်တဲ့တိုက်ပွဲအေးဆက်နေတဲ့ရေထဲမှာငါးတကောင်ဖားတကောင်ရဖို့အမေအားတင်းထားရပါတယ်။ဒါဟာမိခင်တယောက်ရဲ့တိတ်ဆိတ်တော်လဲခိုင်မာတဲ့ပေးဆက်မှုပုံရိပ်စစ်ပါပဲ။ဈေးတန်းလေးပေါ်ကငါးပုံလေးတွေဟာအမေရဲ့ချွေးနဲ့ရင်းထားတဲ့ရလက်တွေပါ။ဒီငွေဆက်လေးတွေဟာမိသားစုရဲ့နောက်ထပ်တရက်စာရှင်သန်မှုအတွက်မျှော်လင့်ချက်တွေပါပဲ။သစ်ပင်ကြီးလေးအောက်ကအမေမီးကိုဆောင်တဲ့ကလေးတွေရဲ့ရေပန်းဒါဟာသူတို့အတွက်တော့ပြည့်စုံဆုံးအိမ်ပါပဲရွှေနန်းတော်မဟုတ်ပေမဲ့မိသားစုစုံစုံလင်းလင်းရှိတဲ့ဒီနေရာလေးကသူတို့ရဲ့နှွေးထွေးတဲ့ကဘာလေးပါခင်းကောင်းတွေမပါပေမဲ့မြစ်တာတွေနဲ့ပြည့်ရှံနေတဲ့မိသားစုထမင်းဝိုင်းလေးပါစင်းရဲနွမ်းပေါင်းမှုကြားကနှိုင်းမဲ့မြစ်တာရိပ်ဟာသူတို့ဘဝရဲ့ပူလောင်မှုတွေကိုအမြဲတမ်းအေးမြစေမှာအမှန်ပါပဲ